on my own. Just give me a chance, I wanna try it all. Let me learn and let me fall. Just please don't go too far. I can do it on my own. Just give me a chance, I wanna try it all. Let me learn and let me fall. Just please don't go too far. ကျွန်တော် okay ကျွန်တော်တစ်ခုပြောပြမယ်ကျွန်တော်ဒီ page လေးကိုကျွန်တော်စပြီးတော့လုပ်ဖြစ်တာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီနုပညာဖန်တီးထားတဲ့ဒီပုံလေးတွေကိုတချို့က collect လုပ်ချင်တယ်တချို့ကတင်ထားချင်တယ်ကျွန်တော်ကျန်အမှတ်တရလေးတောင်းကြတယ်အများသောအားဖြင့်တောင်းကြတာကျွန်တော်စာတင်ပေးနေရတယ်ကျွန်တော်တစ်ဖက်ကစာတင်နေဆိုအဲစာတင်တဲ့ဘက်ကကလေးတော်တော်များများကျွန်တော်အကြီးပုံလေးကိုသူတို့ collect လုပ်ချင်ကြတယ်အဲ့မှာသူတို့ကိုကျွန်တော်ကပေးချင်ပေမဲ့ကျွန်တော်ကအချိန်မပေးနိုင်ဘူးဖြစ်တယ်လုံးနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ဒီ page လေးကိုစပြီးတော့ထောင်လိုက်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တဲ့အချိန်မှာသူတို့လည်းဘာလို့ဆုံးဖြတ်ချက်နဲ့ထောင်ပြလိုက်တာလဲဆိုရင်သူတို့လည်းကျွန်တော်စီကနေလက်ရလေးတွေကို collect လုပ်ချင်တယ်တကယ်တန်ဖိုးထားတယ်ဆိုလို့ရှိရင်တင်းလို့ရအောင်ကျွန်တော်အနေနဲ့လည်းအဲ့ဒါတွေကိုဖန်တီးတဲ့အခါမှာအလဟတ်တဲ့အချိန်ကိုဖြုံးသီးသလိုမျိုးမဖြစ်အောင်တစ်ဖက်ကနေပြီးတော့ဒီဟာလေးကိုစပြီးတော့ run ဖြစ်တာပေါ့ကျွန်တော်ငယ်ငယ်လေးကလေးဝါသနာပါခဲ့တဲ့အရာဗျာဒီဟာကိုဒီလိုမျိုးလုပ်ငန်းတွေစပြီးလုပ်ပေးဖို့ကျွန်တော်တိုက်တွန်းပေးခဲ့တဲ့လူတွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီနေရာနေပြီးကျေးဇူးတင်ပါတယ်ကျွန်တော်တင်တန်းတွေလည်းတက်ခဲ့တယ်ကျွန်တော်တက်ခဲ့တဲ့တင်တန်းတွေမှာဆိုရင်လည်းကျွန်တော်အကောင်းဆုံးကြိုးစားခဲ့တယ်ဗျာအဲ့ဒီ result လေးတွေရလဒ်လေးတွေကကျွန်တော်တဖြည်းဖြည်းနဲ့ကိုယ့်အကိုပကြီးဆွဲတဲ့ပုံမှာနည်းနည်း skill တက်လာရလို့ထင်တယ်အဲ့တော့တချို့ဆိုရင်စမှာကြောက်တာတော့ပုံမဆွဲတတ်ပါကြောက်တာလို့တကယ်တော့မဟုတ်ပါဘူးဖန်တီးပြနောက်ဆုံးကိုယ့်ရဲ့အိမ်မှာဆေးတွေပါတွေတုံမယ်ပုံတွေဖန်တီးမယ်ဆိုတော့ဒီပညာရက်ကအသုံးဝင်ပါတယ်ကြီးပုံတစ်ပုံဖန်တီးတယ်ဘာမှမဆွဲတဲ့လူတွေကတော့ကြည့်ကြမရှိဘူးပေါ့ဗျာဆွဲလိုက်တဲ့လူတွေကတော့ကြည့်ကြတခုရတာအဲ့တော့ဒီနည်းပညာကအရင်မိုက်တယ်ပြီးတော့နှစ်ခုမရှိနိုင်ဘူးဗျာပုံတစ်ပုံကျွန်တော်တို့ဆွဲတယ်လေဆိုတော့ဘာမှနှစ်ခုမရှိနိုင်ဒီတစ်ပုံနဲ့ဟုတ်ပဲနောက်ထပ်တစ်ပုံထပ်ဆွဲကြည့်ခံစားချက်မတူတော့ပါဘူးမူကမတူတော့ပါအဲ့တော့ဘဝမှာနှစ်ခုမရှိတဲ့ဟာတွေဖန်တီးခြင်းတယ်ဆိုလို့ရှိရင်နှစ်ခုမရှိတဲ့အရာတွေကိုပဲကိုချစ်တဲ့လူတွေပေးခြင်းတယ်ဆိုဒီပညာကိုစပြီးလေ့လာပါဒီပညာကိုစုံစမ်းပါလေ့လာပါကျွန်တော်ငယ်ငယ်လေးဝါသနာပါခဲ့တဲ့အရာကိုကျွန်တော်ဒီချိန်ကြီးကျွန်တော်ဆက်ဆက်လန်းလန်းလုပ်ခဲ့တယ်အခုဆိုရင်ကျွန်တော်ဒီ page လေးနဲ့ကျွန်တော်စပြီးတော့ run လို့ရတယ်အလုပ်တွေအများကြီးလုပ်လို့ရသွားပြီကျွန်တော်အများကြီးပဲပုံဆွဲလို့ရတဲ့အရာမှန်သမျှပေါ်မှာကျွန်တော်ပုံဆွဲဖို့စဉ်းစားထားတယ်ဆုံးဖြတ်ထားတယ်အဲ့အားလေးလည်းဖြည်းဖြည်းနဲ့ကျွန်တော်ဒီ page မှာပဲကျွန်တော်ပြန်ပြီးချက်ပြပေးမယ်တင်ပေးမယ်ပေါ့ကြိုက်တွေးခဲ့မယ်ဆိုလို့ရှိရင်လည်းလာကြည့်ပေါ့ဝင်ကြည့်ပေါ့ဝင်လေးလာပေါ့မိမိတို့စိတ်တဘောထားလေးနဲ့နှစ်သက်တဲ့ကိုက်ညီတဲ့ပုံလေးတွေတွေ့ခဲ့မယ်ဆိုလို့ရှိရင်